ဆိုင်လေးကိုကျွန်တော်တွားနေရမှာဖြစ်ပါတယ်ဆိုင်လေးကအသစ်ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်လူတီနေသေးတယ်ပေါ့နော်လူတီနေသေးတာဖြစ်တဲ့အတွက်လာရောက်သွားပြီးတော့လက်ဖက်ကြပါလို့ပြောချင်ပါတယ်သူရဲ့အပြင်စင်ဒီဇိုင်းအနေထားလုံးဝကျွတ်စင်ယူပေါ့နော်တပ်ပုံရိုက်တဲ့နေရာလေးတော်တော်လေးကိုကောင်းတယ်အဲဒါကြောင့်မို့ကျွန်တော်လည်းတစ်ချက်လောက်လိုက်ကြည့်လိုက်ပါနော်ရောက်တာနဲ့ကျွန်တော်တို့ကအခုထိုင်မဲ့နေရာကိုပဲအရင်ဆုံးသွားလိုက်တယ်ပေါ့နော်ပြီးမှကျွန်တော်တို့လိုက်ပြီးတော့ဝီဂျီတီနဲ့လိုက်ဆက်စုမယ်ပေါ့စားတိုင်းမှာပဲဆိုတော့မီနူကောက်နှမ်းပြီးတော့သူစားချင်တာလေးကိုအရင်မှားလိုက်တယ်ပေါ့နော်ပြီးတော့ဆီယမပေးစားပြီးများပါတယ်ပေါ့နော်သူ့ပြင်ဆင်ထားတဲ့ဒီဇိုင်းပိုင်းကအရန်ကိုမိုက်တယ်ပြီးတော့စားနေတောင်းရင်းနဲ့မီကန်နဘေးကိုကြည့်ရတဲ့ feel ရလဲလုံးဝကောင်းတယ်လေးတဖြည်းဖြည်းနဲ့စားတော့တာဗျာအခုလိုပူနေတဲ့အချိန်မှာလေးတဖြည်းဖြည်းနဲ့စားတော့တာဖီလီယာနဲ့တိတ်ကိုမိုက်တယ်ပေါ့နော်ဒီမှာထိုင်နေတဲ့တန်းနဲ့လေကျိုးတရာယူလှမ်းမြင်နေရတယ်အဲ့ပြူကလည်းမစိုးဘူးကဲစားကြရရတော့ရှောက်လာပြီဟိုဘက်မှာတော့ပမာချက်ချန်ရှိတယ်ပေါ့နော်အဲ့ပမာချက်ချန်ကိုတစ်ချက်လောက်သွားပြီးတော့ဆက်စုကြရအောင်ဒီမှာလည်းချက်ကအော်ဒီအောင်ပါလာလိုက်ကြပြီးတော့ဆမ်မသူလေးရိုက်ချင်တယ်ဆိုလို့အပေါ်တက်ကိုတက်ပြီးတော့အပေါ်တက်ကပြင်ဆင်ထားတဲ့အဖြစ်ဆိုတက်ပြီးတော့ဆက်စုတယ်ပေါ့နော်နောက်ပြီးဒီအပေါ်တက်ကနေအောက်ကိုပြန်ပြီးတော့ကြည့်ရတဲ့ feeling ကလည်းလုံးဝတစ်မျိုးပြီးစွမ်းနိုင်တယ်ပေါ့နော်လုံးဝကြည့်လို့ကောင်းတယ်ပေါ့ကျွန်တော်အခုတန်ခါအိမ်မှာနေရာဆုံးကျွန်တော်မရိုက်ပြန်လာနိုင်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရိုက်တဲ့အချိန်မှာဧည့်သည်တွေအများကြီးရောက်နေတာဖြစ်တဲ့အတွက်သူတို့နေရာကိုတွားပြီးရိုက်မယ်ဆိုရင်သူတို့အားနာလို့ကျွန်တော်မရိုက်ခဲ့ပါဘူး။အဲဒါကြောင့်မို့ကိုယ်တိုင်းတွားရောက်လက်ပဲချဖို့ကျွန်တော်ကပြောချင်ပါတယ်ခင်ဗျာ။အားလုံးပဲတတား